အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အစားအသောက်နဲ့ဟားဆိုင်ရာထူပြူဒေါက်တာရင်းဖြစ်ပါတယ်အဲ့တော့အခုကြည့်ရှုနေတဲ့သူတွေမှာတလဲသီးကြိုက်တဲ့သူတွေရှိလားတလဲသီးကိုပုံမှန်စားဖြစ်ကြလားပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မှာဆိုလို့ရှိရင်တော့တလဲသီးကဒီသွေးကြောချင်းယောဂါတွေမှာဘယ်လိုမျိုးအထောက်အကူပြုရဲဆိုတဲ့အချက်နဲ့အခြားသောကျန်းမာရေးခေါင်းကျိုးတွေကိုဝေမျှဆွေးနွေးသွားမှာဖြစ်ပါတယ်တလဲသီးကကျွန်တော်ဒီသွေးကြောချင်းယောဂါတွေမှာဘယ်လိုမျိုးအထောက်အကူပြုလဲဆိုတဲ့အချက်ကိုမပြောခင်မှာဒီနှလုံးသွေးကြောချင်းယောဂါအကြောင်းကိုအရင်ဆုံးအနေနဲ့ရှင်းပြချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီနှလုံးသွေးကြောချင်းယောဂါဆိုလို့ရှိရင်ပေါ့နော်ကမ္ဘာပေါ်မှာလူဦးရေတွေဒီအသက်သေဆုံးရခြင်းရဲ့အဖြစ်အများဆုံးအကြောင်းအရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကျွန်တော်တို့နှလုံးကပေါ့နော်ခန္ဓာကိုယ်အနှံ့ကိုသွေးတွေပို့လွှတ်ပေးနေရမှတ်မိမယ်ဒီနှလုံးကိုယ်တိုင်ကိုလည်းကျွန်တော်တို့ဒီသွေးတွေတေချာထောက်ပံ့မှုရရှိနေဖို့လိုအပ်တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီနှလုံးကိုထောက်ပံ့ပေးတဲ့သွေးကြောလေးတွေကပျက်စီးသွားတာဒါမှမဟုတ်ဆိုရင်တစ်ခုခုရောင်ရမ်းပြီးတော့မှကျဉ်းသွားတာမျိုးဆိုလို့ရှိရင်တော့ဒီအခြားသောမလိုလားအပ်တဲ့ဒီကျန်းမာရေးဆိုးကျိုးတွေရလာနိုင်တာဖြစ်ပါတယ်အဲ့တော့ပေါ့နော်ကျွန်တော်တို့ဒီ cholesterol လို့ခေါ်တဲ့ဒီသွေးတွင်းအဆီပေါ့နော်သွေးတွင်းအဆီလေးတွေကကျွန်တော်တို့ဒီနှလုံးဒီသွေးကြောထဲမှာစုပုံလာပြီးမှနှလုံးသွေးကြောရောင်ရမ်းတာတွေကျဉ်းလာတာတွေဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်တော့ဒီနှလုံးကိုဒီသွေးတေချာမရောက်တော့ဘဲနဲ့ဒီနှလုံးရဲ့စွမ်းဆောင်ရည်ကျဆင်းလာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးခါမျိုးမှာဆိုလို့ရှိရင်တော့ကိုကဒီရင်ဘတ်အောင်တာတွေနောက်ပြီးမှဒီမောတာမျိုးတွေပေါ့နော်နောက်ပြီးမှအသက်ရှူမဝတာအဆိုးဆုံးအနေနဲ့ကျွန်တော်တို့ဒီအသက်သေဆုံးတဲ့အထိပါဖြစ်သွားနိုင်တယ်ဆိုတော့လေတွေးရှိရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုမျိုးနှလုံးသွေးကြောချင်းယောဂါကိုဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေကဘာလဲဆိုရင်ကျွန်တော်တို့ဒီဆေးလိပ်တောက်တာနောက်ပြီးမှဒီသွေးတိုးယောဂါစီးကျိုယောဂါနဲ့ကျွန်တော်တို့ဒီသွေးတွင်းအဆီဓာတ်များပါတော့သွေးတွင်းအဆီဓာတ်များနောက်ပြီးမှကိုကဒီအဆီအစိတ်နေစားရမျိုးတွေနောက်ပြီးမှဒီလှုပ်ရှားနေတဲ့သူတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှလုံးသွေးကြောချင်းယောဂါအဖြစ်များရဆိုတော့တွားပြီးတော့မှတွေ့ရမှာဖြစ်ပါတယ်နှလုံးသွေးကြောချင်းယောဂါကျွန်တော်ဒီရုပ်တရက်ထဖြစ်တဲ့ယောဂါမျိုးမဟုတ်ဘဲねပေါ့နော်သူကဒီယောဂါတော်တော်ရင်းမှဒါမှမဟုတ်ဆိုလို့ရှိရင်လည်းသွေးကြောလုံးဝပိတ်သွားမှတတိထားမိတာမျိုးလည်းဖြစ်တတ်ပါတယ်အဲ့တော့ဒီလိုမျိုးယောဂါကိုကာကွယ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကကိုကဒီဆေးလိပ်တောက်တတ်မယ်ဆိုလို့ရှိရင်ဆေးလိပ်ဖြတ်ဖို့အရေးကြီးပါတယ်သွေးတိုးယောဂါစီးကျိုယောဂါရှိမယ်ဆိုလို့ရှိရင်လည်းဆရာဝန်နဲ့တေချာတိုင်ပင်ပြီးတော့မှဒီဆေးကုသမှုခံယူထားဖို့လိုအပ်တာဖြစ်ပါတယ်နောက်ပြီးမှကိုကဒီအစီအစိတ်နေကြိုက်တဲ့သူဆိုလို့ရှိရင်လည်းဒီ short ပြီးတော့မှပေါ့နော်ဒီကိုလည်းလေ့ကျင့်ခန်းလုပ်တာမျိုးအစားတောက်စားရဆိုလို့ရှိရင်လည်းအတီးရွက်မျှတာနဲ့စားပြရမျိုးလည်းလုပ်ပေးတင်တာဖြစ်ပါတယ်အဲ့တော့ခုနအချက်တွေပြင်တလဲတီးစားပေးခြင်းဖြင့်လည်းကျွန်တော်ဒီနှလုံးသွေးကြောချင်းယောဂါတွေမှာဘယ်လိုမျိုးအထောက်အကူပြုရဲဆိုတာကိုအနည်းငယ်ဝေမျှပေးခြင်းပါတယ်အဲ့တော့တလဲတီးစားပေးခြင်းဖြင့်ကျွန်တော်တို့ဒီကိုရင်းကအယောင်ရမ်းမှုတွေကို short ချပေးပြီးတော့မှဒီကိုရင်း cell တွေပျက်စီးတာကိုလည်းအတိုင်းအတာတစ်ခုထိကာကွယ်ပေးရဲဆိုတာကိုတွားတွေ့ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီတလဲတီးမှာပေါ့နော်ဒီ antioxidant လို့ခေါ်တဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်နေတာအပြင်နောက်ပြီးမှကျွန်တော်တို့ဒီ punicalagin ကဲ့သို့သောဓာတ်ပေါင်းတွေလည်းပါဝင်တာဖြစ်ပါတယ်အဲ့တော့သူတည်နာမှာဘာတွားတွေ့ရလဲဆိုလို့ရှိရင်ခုနကဒီတလဲတီးမှာပါဝင်တဲ့ဓာတ်ပေါင်းတွေကြောင့်မို့လို့ဒီကိုရင်း cell တွေပျက်စီးတာကိုကာကွယ်ပေးပြီးတော့မှဒီကျွန်တော်တို့ပေါ့နော်ဒီသွေးတွင်းထဲမှာ cholesterol တွေစုဝေးတာကိုလည်းတွားပြီးတော့မှဓာတ်စီပေးနိုင်တာဖြစ်ပါတယ်အဲ့ဒီပြင်ပေါ့နော်ကျွန်တော်တို့ဒီတလဲတီးမှာပါဝင်တဲ့ဓာတ်ပေါင်းတွေကဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီသွေးတွင်း cholesterol ကိုလည်းရောကျစေနိုင်တယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်တို့တောက်တွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့သုတေသနတွေထပ်လက်ပြီးတော့မှလုပ်ဖို့လိုအပ်နေသေးတာဖြစ်ပါတယ်နောက်ပြီးတော့မှကျွန်တော်တို့ဒီတလဲသီးမှာဆိုလို့ရှိရင်ပေါ့နော်ဒီ vitamin C folic acid နဲ့အခြားသောအာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်နေဆိုတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်နောက်တတိယအချက်အနေနဲ့ကကြာတော့သူ့မှာဒီ anti inflammatory ပေါ့နော်ဒီရောင်ရမ်းမှုကိုရောကြစေဓာတ်ပေါင်းတွေပါဝင်တာဖြစ်တဲ့အတွက်ဒီနာတာရှည်ယောဂါတွေဖြစ်ပွားမှုမှာလည်းတိုင်းတာတစ်ခုထိကာကွယ်ပေးနိုင်တာဖြစ်ပါတယ်နောက်နံပါတ်4ချက်အနေနဲ့ကကြာပါလဲဆိုလို့ရှိရင်တလဲတီးစားပေးခြင်းဖြင့်ကျွန်တော်တို့ရဲ့ဒီအုံနောက်ကျန်းမာရေးကိုကောင်းမွန်စေပြီးတော့မှဒီ Alzheimer နဲ့ Parkinson လို့ခေါ်တဲ့ယောဂါတွေဖြစ်ခြင်းမှာလည်းအတိုင်းတာတစ်ခုထိကာကွယ်ပေးနိုင်တာဖြစ်ပါတယ်ဒါမှလည်းကျွန်တော်တို့သုတေသနတွေထပ်မံပြီးတော့မှလုပ်ဖို့လိုအပ်နေသေးတာဖြစ်ပါတယ်နောက်ပြီးတော့မှတလဲတီးမှာကျွန်တော်တို့ဒီ choline ဆိုတဲ့ဓာတ်ပေါင်းတွေဖြစ်တဲ့အတွက်ကြောင့်ဒီအုံနောက်ရဲ့မှတ်ဉာဏ်ပေါ့နော်မှတ်ဉာဏ်ကောင်းမွန်စေပြီးတော့မှစိတ်ခံစားမှုလည်းပုံမကောင်းမွန်စေနိုင်တယ်ဆိုတဲ့အချက်ကိုလည်းကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်ဒီနောက်ဆုံးအချက်အနေနဲ့ကြာတော့ကျွန်တော်တလဲတီးမှာကျွန်တော်တို့ဒီအမြင့်တက်ပေါ့နော် fiber လို့ခေါ်တဲ့အမြင့်တက်လေးတွေပါဝင်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဒီအစာအိမ်နဲ့ဥလန်းကြောင်ကောင်းမွန်စေပြီးတော့မှဒီဝမ်းမကြာခဏချုပ်တက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်လည်းများစွာအကျိုးပြုမယ်ဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်တော့အချို့သောနိုင်ငံတွေမှာလူမျိုးတလဲတီးကနေလှုပ်ထားတဲ့ဖြည့်ဆွတ်စာတွေကိုစတင်မြှွေးလာဆိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ကိုကတလဲတီးမကြိုက်ဘူးမကြာခဏမစားဖြစ်ဘူးဆိုလို့ရှိရင်တော့လူမျိုးဖြည့်ဆွတ်စာဆေးလေးတွေကိုတောက်ပေးဖို့အကြံပြုချင်ပါတယ်နောက်ပြီးမှတော့ကိုကဟာအသားငါအသီးရွက်ကိုစုံလုံးစွာမစားဖြစ်ဘူးဆိုလို့ရှိရင်တော့လူမျိုးဖြည့်ဆွတ်စာလေးကိုလည်းတောက်ပေးဖို့အကြံပြုချင်ပါတယ်နောက်ပြီးတော့ကိုကဒီကိုဝန်ဆောင်မိခင်ဖြစ်နေတယ်နောက်ပြီးတော့ယောဂအခန်းတစ်ခုခုရှိတယ်ဥမာကြောက်ကယောဂလိုမျိုးခံစားနေရတယ်ဆိုလို့ရှိရင်တော့လူမျိုးဖြည့်ဆွတ်စာဆေးမတောက်ခင်မှာဆရာဝန်တယောက်နဲ့တိုင်ပင်ပြီးတော့မှတောက်တင်ပါလို့လည်းအကြံပြုချင်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ဝေမျှသွားတဲ့အကြောင်းအလေးကအမိနဲ့အမိချစ်ခင်ရတဲ့အတွက်အကျိုးရှိမယ်ဆိုလို့ရှိရင်ပြန်လည်ပြီးတော့မှမျှဝေပေးအတွက်ကိုလည်းတိုက်တွန်းချင်ပါတယ်အမေပါနဲ့တင်ကိုယ်တိုင်ကတင်အတွက်အကောင်းဆုံးဆရာအောင်မှာတယောက်ချင်းစီတိုင်းဆေးရုပ်ကိုပါချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ